နောက်ဆုံးအနေနဲ့အချိန်လေး15မိနစ်မှာ bonus လေးထည့်ပေးထားပါတယ်ဒီ bonus ကကြတော့ဘာလဲဆိုရင်အလုပ်လုပ်နေရင်းနဲ့ရောစလို့ရမလားပေါ့နော်အခုလက်ရှိကအလုပ်လုပ်နေတာမို့လို့အလုပ်လုပ်နေရင်းနဲ့ရောစရင်ဘယ်လိုစရမလဲဆိုတာလေးပေါ့ကျမကိုယ်တိုင်ကတော့လေဝန်ထမ်းဘဝမှာတော့ကဝန်ထမ်းအလုပ်ကိုထွက်ရမှာကိုတအားကိုကြောက်ခဲ့တယ်ဘာလို့ဆိုတော့တလားလကမရတော့မှာကိုရမ်းကြောက်လို့ပေါ့နော်ဒါပေမဲ့အခုခေတ်မှာတေချာလေးပြန်စဉ်းစားကြည့်ရအောင်ကဘာတဝန်းလုံးမှာတောင်မှအလုပ်တွေကတည်မြဲမှုပေါ့နော်ဟိုးရင်တော့လို့လေဂျပန်နေလိုမျိုးလေကုမ္ပဏီတစ်ခုကိုစပြီးဝင်သွားလိုက်တာဘွဲရတော့သူတို့အသက်20ကျော်ပေါ့20 23လောက်ရှိမှာပေါ့နော်အဲ့လောက်ကနေပြီးတော့ဟိုးပင်စင်ယူတဲ့အထိသူတို့ကအဲ့ကုမ္ပဏီတစ်ခုထဲမှာပဲလုပ်ကြတယ်အခုလက်ရှိ client ရဲ့နေတဲ့မှာလဲခုနဆန်မွန်ငါးလှီးတဲ့ကုမ္ပဏီမှာဆိုလဲအဲ့လိုဂျပန်ကြီးတွေရှိရပေါ့နော်အဲ့ဒီခေတ်ကကုန်သွားပြီအဲ့တော့ကျမတို့ကဘာကြီးတစ်ခုလုံးမှာတောင်မှတော့ကြဟိုကုမ္ပဏီကအလုပ်ဖြုတ်လိုက်တော့ကြဒီကုမ္ပဏီကအလုပ်ဖြုတ်လိုက်အခုဆိုရင် Trump လက်ထက်မှာအစိုးရဝန်ထမ်းတွေတောင်မှအာမခံချက်မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးအဖြစ်တွေကကဘာတဝန်းမှာဖြစ်နေတယ်ကျမတို့နိုင်ငံမှာတော့ဒီထက်အများကြီးပို့ပြီးတော့ဆိုးတယ်ပေါ့နော်နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုပေါ့နော်နိုင်ငံခြားကုမ္ပဏီ corporate ကောင်းကောင်းတစ်ခုမှာအလုပ်ရထားလို့ဝန်တာနေလို့မရသေးဘူးဥပမာ Telenor ပေါ့ကျမကိုယ်တိုင်လည်း Telenor မှာ2နှစ်အလုပ်လုပ်ခဲ့ပါတယ်အဲ့ Telenor မှာအလုပ်လုပ်ခဲ့တဲ့အချိန်မှာလည်းအဲ့ဒီ corporate အောက်မှာ culture အောက်မှာတော်တော်ကြီးကိုကျေနပ်စရာရှိခဲ့ပါတယ်ဒါပေမဲ့အချိန်တစ်ခုကိုရောက်လာတဲ့အခါမှာ तू ဒီနိုင်ငံမှာဆက်ပြီးတော့လုပ်လို့မရတော့ဘူးဆိုတော့ तू ထွက်သွားတယ်ပေါ့နော်နေခဲ့တဲ့လူတွေလည်းရှိသလိုကုမ္ပဏီအသစ်ရဲ့လက်အောက်မှာဆက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေလည်းရှိသလိုကုမ္ပဏီအဟောင်းကိုပို့ပြီးတော့တွေ့တာလို့ဒါမှမဟုတ်ရင်လည်းအခြားအကြောင်းတစ်ခုခုကြောင့်အဲ့အလုပ်တွေကနေထွက်လိုက်တဲ့သူတွေလည်းရှိကြတယ်ပေါ့ဆက်လုပ်နေတဲ့လူလည်းသူ့ဟာသူဆက်ပြီးတော့လဲပတ်နေတယ်လို့အသစ်နေရာတွေကိုရောက်သွားတဲ့လူတွေလည်းအသစ်နေရာတွေမှာအခြေကျနေကြတယ်ပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကိုကကြည့်ရမှာကြတော့ဝန်ထမ်းအလုပ်တည်အရင်တုန်းကလိုမျိုးအာမခံချက်အပြည့်အဝပေးနိုင်တဲ့အလုပ်မဟုတ်တော့ဘူးဆိုတာတော့နားလည်ဖို့လိုအပ်တယ်တခြားကုမ္ပဏီတွေအများကြီးပဲရှိပါတယ်မြန်မာပြည်ကနေပြီးတော့ထွက်သွားပြီးဒီမှာမလုပ်တော့ဘူးဆိုတဲ့ကုမ္ပဏီတွေအများကြီးရှိရပေါ့နော်ယင်းနှီးမြှုပ်နှံမှုတွေပြန်ထွက်ကြတာတွေပြည်တွင်းကုမ္ပဏီတွေကကြတော့ဘလို့မှမလဲပတ်နိုင်တော့လို့ရက်လိုက်ရတာတွေလည်းရှိတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကကိုယ်အလုပ်လုပ်နေတဲ့ဝန်ထမ်းအနေနဲ့အလုပ်လုပ်နေတဲ့လုပ်ငန်းအဲ့လိုလုပ်ငန်းတွေကတခုဖြစ်နေရင်ဘယ်လိုလုပ်မလဲပေါ့နော်အာမခံချက်အရင်လောက်မရှိတော့ဘူးချိန်တစ်ခုမှာကိုယ့်အတွက်ဒီလိုမျိုးအခြေအနေတွေကြုံရနိုင်တယ်ဆိုတာကိုသတိထားစေချင်တယ်ပေါ့အဲ့တော့အဲ့ဒီလိုကြုံမှမဟုတ်ဘူးပေါ့နော်ကိုကစိတ်လွတ်လွတ်လပ်လပ်နဲ့ကိုယ်ပိုင်အလုပ်ကိုလုပ်ချင်လို့တော့၎င်းမတော်တဆများကုမ္ပဏီကတစ်ခုခုဖြစ်ခဲ့ရင်ကို့မှာတစ်ခုခုလေးပေါ့နော်အားကိုးစရာလေးတစ်ခုရှိချင်တယ်ဆိုတော့စိတ်နဲ့တော့၎င်းဒီအလုပ်ကိုမထွက်သေးဘဲနဲ့အိမ်ကနေပြီးတော့အလုပ်ကလေးစမယ်ဆိုရင်ဘာတွေလုပ်ရမလဲဆိုတာလေးကိုဒီမှာကျွန်မ bonus အနေနဲ့ထည့်ပေးထားပါတယ်အဲ့တော့ပထမဆုံးကတော့ကိုကပန်းနိုင်ကဘာလဲဆိုတာတဲကိုယ်သိရမယ်ပေါ့နော်ဒါအပျော်လုပ်တဲ့အလုပ်လားပေါ့တချို့ကြတာလေဝါသနာပါလို့လုပ်တာဒီသူပတ်စံလည်းမလို့ပြီးလို့ရှိရင်ဒီအစားအသောက်ကိုသူဝါသနာကိုပါလို့လုပ်နေရမျိုးပေါ့နော်နောက်ဒါမှမဟုတ်လို့ရှိရင် तू ကအပြင်ဝင်ငွေလေးရကျင်တာလားဝင်ငွေအပိုလေးနည်းနည်းပဲရကျင်တာဥပမာဆိုတော့အိမ်မှာနေတဲ့မိခင်တွေပေါ့နော်အပြင်းပြေယုံလောက်ဝင်ငွေလေးနည်းနည်းလောက်ပဲရရင်တော့ပြီအရန်လဲလောဘမကြီးဘူးပေါ့ဒီလိုမျိုးလားဒါမှမဟုတ်ရင်အပိုဝင်ငွေလေးရတာနေပြီးရေရှည်မှာလုံးဝကြီးကြီးမားမားဒီတစ်ခုတည်းပေါ်မှာအခြေခံပြီးရပ်တည်နိုင်လောက်တဲ့အထိကိုကရည်မှန်းထားတာလားဘာလို့လဲဆိုတော့အဲ့ဒီကိုယ့်ရဲ့ဒီပန်းနိုင်ပေါ်မှာမူတည်ပြီးတော့ကိုစိုက်ထုတ်တဲ့အင်အားအချိန်တို့ပြီးရင်ကာယအားညာနာအားဒါတွေအကုန်လုံးကကွာခြားမှာမို့လို့ကိုကဘလောက်လုံမှာလဲဆိုတာလေးကိုတော့တဲတဲကိုယ်သိတဲ့တယ်ပြီးတော့ရင်ကိုကဘလို့လုပ်ငန်းမျိုးကိုလုပ်မှာလဲပေါ့နော်အခုချက်ခုရောင်းလုပ်မှာလားတစ်ခါချက်ပြီးရင်တစ်ပတ်လုံးရောင်းလို့ရတဲ့ဟာလုပ်မှာလားပြင်ဆင်မှုနည်းနည်းလေးနဲ့ပေါ့နော်အရင်အမြစ်ကနေယူပြီးတော့ဆိုချင်တာကပစုံကြောက်တို့လိုဟာမျိုးငချောက်တို့လိုဟာမျိုးကိုနေကနေယူတယ်ထုတ်ပိုးမှုပြန်လုပ်တယ်ပြီးရင်ပြန်ရောင်းတယ်ဒါမျိုးလုပ်ချင်တာလားထုတ်ကုန်ကတက်တန်းဘလောက်ခံနိုင်ပါလဲပြီးရင်ထုတ်ကုန်ကိုထုတ်ပြီးတော့ရောင်းမှာလားပြီးရင်အသိပညာအနေနဲ့ခုနလိုစာအုပ်တွေသင်တန်းတွေလုပ်မှာလားနှစ်ခုစလုံးလုပ်မှာလားပေါ့နော်ဒါလေးတွေသိဖို့လိုအပ်တယ်နောက်တစ်ခါထုတ်ရင်နည်းနည်းနဲ့စပြီးတော့ထုတ်စေခြင်းနဲ့ကိုကရုံးအလုပ်လုပ်သေးတယ်ဆိုရင်ရုံးမှာရှိတဲ့သူတွေကကိုယ့်ရဲ့ပထမဦးဆုံး target တွေပဲပေါ့နော်သူတို့အရင်ရောင်းရမှာပေါ့မဟုတ်လို့ရှိရင်တော့အိမ်သားနီးချင်းတွေတငယ်ချင်းတွေအမျိုးတွေပေါ့နော်အဲ့လိုသူတို့တွေကို10တုပ်အထုပ်20စသဖြင့်နည်းနည်းနဲ့စရောင်းပြီးတဖြည်းဖြည်းချင်းနဲ့မှပွားယူမယ်အိမ်မှာရှိတဲ့အိုးတွေခွက်တွေနဲ့ပဲအရင်စမယ်ပြီးတော့မှကြီးကြီးမားမားယင်းနှိမ့်မြုပ်မှန်မှုတွေကိုနောက်မှစဉ်းစားမယ်ခုချက်ချင်းပတ်စံတွေအော်ပြီးတော့
ရင်းပြီးတော့လှုပ်လိုက်တာမျိုးတွေမလုပ်ဘူးပေါ့နော်အဲ့လိုဖြည်းဖြည်းချင်းသွားစေချင်တာပေါ့နော်ပြီးရင်ပါကင်ပစ္စည်းတွေဆိုလည်းအဲ့လိုပဲအိတ်100လောက်ဝယ်လို့ရတဲ့အထုပ်မျိုးနဲ့ပြီးရင်စတစ်ကာလိုဟာမျိုးလောက်နဲ့ပဲလုပ်အောင်မယ်လောလောဆယ်ဒါကစရိတ်ကြီးတာမှန်တယ်ဒါပေမဲ့ကို့အတွက်စပြီးတော့ထည့်ဝင်ရတဲ့ capital နည်းတယ်ပေါ့နော်ဟိုလိုမျိုးအိတ်တွေယာနဲ့ထောင်နဲ့ချီပြီးအလိမ့်လိုက်ရိုက်လိုက်ပြီးဆိုရင်အဲ့ထဲမှာပတ်စံအများကြီးဝင်သွားမှာနောက်အရေးကြီးတဲ့အချက်ကတော့ကိုယ့်ရဲ့ထုတ်ကုန်လေးကိုကသူများတွေကိုမြည်ခိုင်းမယ်ရောင်းကြည့်မယ်ပြီးရင်သူတို့ပြောတဲ့အတန်ကိုနားထောင်ပြီးမှပြန်ပြင်မယ်ပေါ့ဒီလိုလေးလုပ်ရမယ်နောက်တကယ်လို့ကိုကဝန်ထမ်းဖြစ်တယ်ဆိုရင်ဝန်ထမ်းအနေနဲ့ရှိထားတဲ့ကျွမ်းကျင်မှုတွေရှိလိမ့်မယ်ဥပမာစီးရင်တွက်တတ်တာတို့စနစ်တကျအလုပ်ကိုလုပ်တတ်တာတို့ SOP တွေပါရေးနိုင်တာတို့ online ကနေပြီးတော့ကိုကလည်းဝယ်နေကြဆိုရင် online အထာကိုတည်တာတို့ဒါမျိုးတွေပေါ့နော်ကိုတည်တဲ့ကို့မှာရှိတဲ့အရေးချင်းတွေအများကြီးရှိလိမ့်မယ်အဲ့ဒါတွေလည်းအသုံးချရတယ်နောက်တစ်ခုကတော့အချိန်နဲ့ပတ်သက်ပြီးတော့အိမ်ကနေပြီးတော့စဖို့အတွက်လွယ်ကူတဲ့လုပ်ငန်းတွေပေါ့နော်ဥပမာဆိုတော့ကိုကရုံးသွားတယ်ရုံးမှာပုံမှန်ပေါ့နော်ဟိုမှာ detox juice တွေပြီးရင် herbal tea လိုဟာမျိုးတွေဒီလိုဟာမျိုးတွေကိုရုံးမှာကိုယ့်လိုမျိုးဝါသနာတူတွေရှိတယ်ဆိုရင်ကိုတယောက်စာလည်းမလုပ်ဘဲနဲ့ဟိုမှာ10ယောက်စာလောက်ပြင်ဆင်ပြီးတော့ရောင်းတာမျိုးပေါ့ဒါမျိုးများဖြစ်နိုင်မလားဆိုတော့ကြည့်တဲ့တယ်ပြီးရင် dry snacks တွေပေါ့ဟိုဟာဒါ protein လို့ရေးထား protein bar တို့ပြီးရင် nuts တွေပေါ့နော်အစစ်အဆန်တွေပြီးရင် breakfast အနေနဲ့စားတဲ့ဒီ oats ကိုလှော်ထားတဲ့ granola တို့ဘာလို့ဒီလိုဟာမျိုးတွေဒါမျိုးတွေကိုရောင်းလို့ရနိုင်တယ်ပြီးတော့အပြက်အစည်းနေတဲ့ပစ္စည်းတွေပေါ့နော်ပဇွန်ကြောက်တွေငံပြားရည်တွေအသီးကြောက်တွေယိုတွေဒီလိုဟာမျိုးတွေရောင်းလို့ရမယ်ကိုကဘေကရီကျွမ်းကျင်နေဆိုရင်တော့အဲ့လိုပေါင်မုတ်ကိတ်မုတ်တွေကိုဟိုတပတ်တစ်ခါဖုတ်ပြီးတော့ရောင်းတာတို့ဒီကုကီးတွေပါတစ်ခါဖုတ်ထားပြီးတော့တစ်ပတ်နှစ်ပတ်လောက်ရောင်းလို့ရတဲ့ပစ္စည်းမျိုးတွေရောင်းတာတို့တွေလုပ်လို့ရတယ်နောက်ကိုကလုံးဝခုနလို market segment လေးတစ်ခုပေါ့စီးကြိုသမားအတွက်တို့ကီတိုသမားတို့ vegan သမားတို့အဲ့လိုမျိုးအုပ်စုလိုက်ကလေးတွေကိုရောင်းကျင်လဲရောင်းလို့ရတယ်ပေါ့နော်ဒါလေးတွေလုပ်ရင်တော့စလို့လွယ်တယ်ပေါ့နောက်အဲ digital ခေတ်မှာပေါ့နော် digital ပစ္စည်းတွေကိုလည်းအသုံးပြုစေချင်တယ် order ကောက်တာတို့ပါလို့ဆိုရင် Google Form သုံးလို့ရမလား Viber တို့ဘာတို့ကနေပြီးတော့မှာလို့ရမလားပေါ့နော်အဲ့လိုစနစ်ကလေးတွေလုပ်ထားစေချင်တာပေါ့နော်ပါဇက်နဲ့ပဲပြောပြီးပါဇက်နဲ့ပဲနားထောင်လိုက်တယ်ပြီးရင်ရေးထားတယ်ဆိုတဲ့ဟာတွေကအလုပ်ရမ်းများတဲ့ခါကျရင်အဲ့ဒါကြီးအမှားယွင်းနေရှိတတ်တယ်ဒါကြောင့်စနစ်နဲ့လုပ်စေချင်တယ်ပြီးတော့ marketing လုပ်ဖို့အတွက်ဓာတ်ပုံတွေပါတေချာလှလှပပကိုရိုက်တတ်တယ်ဆိုရင်အဲ့ဒါလေးတွေရိုက်ဖို့ရိုက်တတ်အောင်လည်းသင်ယူရမယ်ပေါ့နော်ပြင်ဆင်ရမယ်နောက်ဒီ Canva တို့ဘာလို့သုံးပြီးတော့ကြော်ညာလေးတွေ logo လေးတွေရိုးရှင်းတဲ့ logo လေးတွေပါလုပ်လို့ရတယ်ပြီးရင်ငွေပေးငွေယူဆိုလို့ရှိရင်ဒီငွေသားနဲ့မဟုတ်ဘဲနဲ့ KPay တို့လိုဟာမျိုးတွေနဲ့သုံးလို့ရမယ်ပေါ့နော်ဒီ digital tools တွေကိုသုံးလိုက်ခြင်းအပြင်လူတစ်ယောက်ရဲ့အလုပ်လုပ်နိုင်တဲ့ပမာဏပို့ပြီးတော့များလာအလုပ်တွင်ကျယ်တယ်ပေါ့နော်အဲ့လိုလေးလုပ်စေချင်တယ်နောက်တရားဝင်လုပ်ငန်းအနေနဲ့တေချာစတင်စေချင်တယ်ပေါ့နော်ကိုကတရားဝင်ရောင်းခွင့်ရှိတဲ့ဟာတွေကိုပဲရောင်းရမယ်အထူးသဖြင့်နိုင်ငံခြားမှာဆိုရင်ပို့ပြီးဆိုတယ်ကိုအလုပ်ခွင်မှာကိုရောင်းခွင့်ရှိတဲ့ဟာရောင်းလို့ရတဲ့ဟာတွေရောင်းပြီးရင်သတ်မှတ်ထားတဲ့အတိုင်းအညွှန်းမှာတေချာဖော်ပြပေါ့နော်မလုပ်စေချင်တဲ့ဟာထဲမှာဒီဟာလည်းပါတယ်ဥပမာဆိုပါတော့အဲကျမရေးအတွက်အသေးအတွက်ကောင်းတယ်ဆိုတော့ဒါမှမဟုတ်ရင်စီးကြိုအတွက်ကောင်းတယ်ဆိုတော့အဲ့အသေးအတွက်ကောင်းတယ်စီးကြိုအတွက်ကောင်းတယ်ဆိုတဲ့ဟာကိုတခွဲစမ်းသပ်ထားတဲ့အဖြေသို့မဟုတ်သိပ္ပံနည်းကျအထောက်ပံ့ပြုထားတဲ့အဖြေရှိလားမရှိဘဲနဲ့တော့အဲ့ claim တွေကိုတင်ပြီးတော့ရောင်းတာမျိုးတွေကနည်းနည်းအန္တရာယ်ကြီးတတ်ပါတယ်အားကြောင့်အဲ့ဒါလေးတွေလည်းရှောင်စေချင်ပါတယ်နောက် food hygiene ကိုကောင်းကောင်းလုပ်စေချင်တယ်ပြီးရင်ကိုရောင်းတဲ့ထုတ်ကုန်ပေါ်မှာစာအုပ်တေချာကပ်ပြီးတော့ရောင်းစေချင်တယ်homemade ဖြစ်တယ်ဘယ်နှစ်ရက်အတွင်းစားသုံးပါဆိုတာမျိုးပေါ့နော်နောက်အဲ့လိုမျိုးအခြေခိုင်ခိုင်လေးနဲ့ခက်သေးသေးလေးစပြီးတေချာကြစ်ကြစ်လစ်လစ်နဲ့ကြကြနာနာအလုပ်ကလေးကအစင်သင့်ပြီဆိုတော့မှနောက်တစ်ဆင့်ကိုတက်ဖို့စဉ်းစားဖို့ကောင်းတယ်ပေါ့နော်အဲ့ဆိုရင်ဘာတွေစဉ်းစားရမလဲဆိုရင်ကိုကတသက်မှတ်သေးတပတ်မှာဘယ်လောက်ရောင်းအားတစ်လမှာဘယ်လောက်ရောင်းအားဆိုကိုတေချာသိပြီဆိုရင်တော့ထုတ်ကုန်ကိုစနစ်တကျဖြစ်အောင် SOP ရေးတာတို့ဝန်ထမ်းငှားတာတို့ပါကင်ပစ္စည်းတို့ကုန်ကျန်းတို့ဆိုရင်လည်းအများစေးနဲ့ရအောင်ဝယ်တာတို့ဒါမျိုးတွေလုပ်လို့ရပြီအဲ့လိုလုပ်ပြီးဆိုရင်ဒါနောက်တစ်ဆင့်တက်ဖို့စ조사တာပေါ့နော်ပြီးရင်တကယ်လို့ရောင်းအားတေချာတယ်ဆိုရင်သူများနိုင်ငံတွေမှာတော့ဒီလိုမျိုး shared kitchen တွေရှိတယ်အဲ့တော့ kitchen central kitchen တို့ဘာလို့ငှားပြီးသုံးတာတို့မျိုးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဆိုရင်သူများ kitchen မှာတွားချက်ပြီးတော့မှထုတ်ပြီးရောင်းတာကိုယ့်အတွက်ပို့ပြီးကြိုက်မလားဆိုတာလည်းစဉ်းစားတင်တာပေါ့နော်နောက်အဲ့လောက်တေချာပြီဆိုတဲ့ခါကျရင်เนาะခုနတက်တန်းကိစ္စတို့ထုတ်ပိုးမှုတို့
ဒါတွေစဉ်းစားလို့ရပြီပေါ့ပြီးရင်ဒီချိန်မှာ branding ကိုတစ်ချိန်တော့အကောင်းကောင်းလုပ်ဖို့လိုအပ်သွားပြီပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တော့အလောက်စနစ်တကျဖြစ်ပြီဆိုရင်အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်နံပါတ်ရယူဖို့အတွက်ကျွန်မကတော့တိုက်တွန်းပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနံပါတ်လေးတစ်ခုပါလိုက်တာကထုတ်ကုန်ပေါ်မှာစားသုံးသူရဲ့ယုံကြည်မှုကိုရရှိစေလို့ပေါ့နော်။ပြီးတော့နောက်ဆုံးတစ်ခုကတော့အရေးကြီးဆုံးလို့ပဲပြောရမယ်ထင်ပါတယ်အချိန်စီမံခန့်ခွဲမှုပေါ့နော်အဲ့တော့အချိန်မရှိဘူးလို့လုပ်တော့လုပ်ချင်တယ်အချိန်မရှိဘူးလို့ပြောနေမယ်အစားတပတ်မှာအချိန်ဘယ်လောက်သုံးမလဲတပတ်ကို90နာရီသုံးမယ်သို့မဟုတ်နိုင်20သုံးမယ်စရှိသဖြင့်ဘတ်ဂျက်လေးချပြီးတော့စီစဉ်စေခြင်းနဲ့အဲ့ထဲမှာမှအစီအစဉ်ဆွဲတာဘယ်နှစ်နာရီကကြာမယ်ဈေးသွားဝယ်တာဘယ်လောက်ကြာမယ်ချက်ပြုတ်ပြင်ဆင်တာဘယ်လောက်ကြာမယ် online marketing အတွက်ကအချိန်ဘယ်လောက်ပေးမယ် delivery အတွက်ကအချိန်ဘယ်လောက်ပေးမယ်ဒါမှမဟုတ်ရင်လည်း delivery ကိုအဲ့လိုကိုယ်တိုင်မလုပ်နိုင်ဘူးဆိုလဲသူများကိုလည်းအပ်လိုက်မယ်ဒါမျိုးတွေပေါ့နော်အဲ့လိုလေးစနစ်တကျလေးလုပ်ရင်အလုပ်ကအနည်းဆုံးစနစ်တကျလေးစနိုင်တယ်ပေါ့ပြီးရင်အချိန်စီမံခန့်ခွဲသလိုပဲလူရဲ့ energy ကိုလည်းစီမံခန့်ခွဲရမယ်အလုပ်လုပ်ရင်နဲ့အရန်ပင်ပန်းလာတဲ့ခါကျရင်ခုန energy မရှိတော့ဟိုရှေ့မှာလည်းတယောက်ဆွေးနွေးခဲ့တယ်ပေါ့နော်အလုပ်ကလုပ်ငန်းရှင်ကအစအနေဆုံးအကုန်တယောက်တည်းလုပ်ရတာဆိုတဲ့ခါကျတော့ကြာတော့ပင်ပန်းလာတယ်အဲ့လိုမျိုးပင်ပန်းလာတဲ့ခါကျရင်ဒီ energy ကိုစနစ်တကျမစီစဉ်မခန့်ခွဲဘူးဆိုလို့ရှိရင်ကိုကရေရှည်ကျရင်မလုပ်နိုင်တော့ဘူးလက်လွတ်ချမိလိမ့်မယ်ပေါ့နော်ဒါကြောင့်စနစ်တကျဥမာတနင်္လာနေ့ဆိုရင်တော့ဘာမှမလုပ်ဘူးလုံးဝနားမယ်ပေါ့နော်အင်္ဂါနေ့ကျရင်တော့ကြော်ညာတင်မယ်ကြော်ညာတင်နေဆိုရင်ဒါကြော်ညာတင်နေဆိုတော့ order ကောက်တာပဲလीနော် order လာအောင်လုပ်တာပဲပေါ့ပြီးရင်ကြာသပတေးနေ့မှာ order ပိတ်မယ်ပေါ့ပြီးရင် order ပိတ်လိုက်ပြီဆိုတာနဲ့ကိုကဘယ်ပစ္စည်းကိုဘယ်လောက်ဝယ်ရမလဲဆိုတာသိသွားပြီအဲ့လိုသိပြီးရင်ဈေးစင်းရေးမယ်ပေါ့ရေးပြီးရင်တောက်ကြနေညနေမှာဈေးဝယ်မှာဒါကလေပုံမှန်ရုံးအလုပ်ရှိတယ်လို့ယူဆပြီးတော့ပြင်ထားတာပေါ့နော်အိမ်မှာနေတဲ့ဟို housewife လို့ပြောမှာပေါ့နော်အိမ်မှာနေတဲ့အိမ်မှုကိစ္စတွေလုပ်တဲ့အိမ်အောင်ထိမ့်သိမ့်တဲ့အိမ်ရှင်မတွေဆိုရင်တော့ဒီလိုမျိုးညနေလို့မဟုတ်တော့ဘဲနဲ့နေ့လယ်တို့ပါတော့ကလေးအိတ်တဲ့အချိန်တို့လည်းဖြစ်မှာပေါ့အဲ့တော့ကိုယ်နဲ့ကိုက်ညီအောင်ဒီချိန်စရာကိုဆွဲရမှာပေါ့နော်ပြီးရင်စနေနေ့နေ့လယ်ဆိုရင်ထုတ်ကုန်တွေထုတ်မယ်ပေါ့တနင်္ဂနွေနေ့မှာဆိုရင် delivery ပို့မယ်ပေါ့ဒီလိုမျိုးစနစ်တကျလေးအလုပ်ကိုလုပ်စေချင်တယ်အဲ့ဒါမှရေရှည်ခံလိမ့်မယ်ပေါ့နော်နောက်ဆုံးကတော့ဒီမှာစိတ်ဆွမ်းရင်ထဲစနစ်ကိုပို့ပြီးတော့အားထားပါတယ်ဟာကျမကအရန်ကိုအလုပ်လုပ်နိုင်တယ်ကျမကအရန်ကိုစိတ်အားထက်သန်တယ်အများကြီးလုပ်နိုင်ပါတယ်လို့ကိုကြီးအားကိုးမဲ့အစားစနစ်ကလေးကိုဖန်တီးထားပါတော့အဲ့တော့ပုံသေးဈေးဝယ်တဲ့စီးရင်ဆိုတာရှိမယ်ချက်ပြုတ်နီးဆိုတာလည်းအတိအကျရှိရမယ်ပေါ့နော်အသားဘယ်လောက်ဆိုရင်အမှုန့်ဘယ်လောက်ဆိုတာမျိုးပေါ့အဲ့လိုမျိုးအတိအကျရှိရမယ်မှန်းဆပြီးတော့မလုပ်နဲ့ပေါ့နော်ထုတ်ကုန်ထုတ်တယ်ဆိုတာမှန်းဆပြီးတော့မထုတ်အောင်အဲ့လိုထုတ်ရင်ကောင်းသွားတဲ့နေ့ကျရင်လည်းဘာလို့ကောင်းသွားမှန်းမသိဘူးညံ့သွားတဲ့နေ့ကျရင်လည်းဘာလို့ညံ့သွားမှန်းမသိဘူးဆိုတာမျိုးဖြစ်တတ်တယ်ပေါ့နောက်အလုပ်လုပ်တဲ့ကိစ္စတွေအကုန်လုံးတက်နိုင်သမျှ checklist နဲ့ form လေးတွေနဲ့ print ထုတ်ပြီးတော့အဲ့လိုမျိုးလေးလုပ်တင်တယ်ပြီးတော့ marketing လုပ်ဖို့အတွက်ဆိုရင်လည်းဓာတ်ပုံတစ်ခါရိုက်ရင်အများကြီးရိုက်တာပုံ10ပုံပုံ20ပုံ100ကြိုက်တဲ့လောက်ရိုက်တာပြီးရင်အဲ့ပုံကိုပဲပြန်သုံးပေါ့နော်marketing လောက်ခါနီးကြမှာတတိယပြီးဓာတ်ပုံထိုက်ရိုက်တာမျိုးအဲ့လိုမျိုးမလုပ်နဲ့လို့ပြောတာစနစ်နဲ့ပေါ့နော်အဲ့တော့မအိပ်မနေမအိပ်နိုင်မစားနိုင်စူးစားတယ်ဆိုတာနီလန်းအမှန်မဟုတ်ဘူးပေါ့နော်စမတ်ကြအလုပ်လုပ်ခြင်းရတာလျင်ဒီအလုပ်ကိုရေရှည်မှာလုပ်နိုင်စေတဲ့နီလန်းဖြစ်တယ်ပေါ့နော်ဒါလေးကတော့အပူဆောင်လေးထည့်ပေးထားတာပါအဲ့တော့အခုချက်ချင်းစကျင်တယ်ဆိုရင်တော့မှဒီလိုလေးစမယ်ဆိုရင်ဘလောက်ပဲအလုပ်များနေတဲ့သူပင်ဖြစ်ပါစေစလို့ရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်